ကျွန်တော်ကတိုးဆောင်ရဲ့ပြင်စလက်ရွာအဆက်လေးကိုဆက်လက်ဖတ်ပြနေပါတယ်အားပေးကြပါဦးခင်ဗျာဥရုရွာမှာကျွန်တော်အရွယ်လူငယ်တွေတော်တော်ရှားတယ်နော်ဥယျာခတ်တွတ်တွတ်လမ်းနေရမှအချိန်အနည်းငယ်ရော့တော့ကြောင့်တတိထားမိသည်ရိုစီအမေစကားကဥယျာရှီလန်းတို့အားတုံနေတွားစေသလိုထွက်ပေါ်လာမည့်အဖြစ်စကားကိုငှက်လျင်သူ့ရှေလန်းတို့ဥယျာကိုမိတွား၏နဘေးရောက်လာတော့ရိုစစ်ကိုဥယျာကဆွေဆောင်ကြည့်ရင်ရှားမလားကွာရှိတာပေါ့တုံးပင်ရွာကိုအလုတ်တွားလုံနေကြတယ်ထွက်ပေါ်လာတော့စကားတို့ကြောင့်ဥယျာကိုလမ်းကြည့်မိပါသည်ရိုစစ်အကြည့်အားဥယျာကသဘောပေါက်သလိုတုံးပင်ရွာဆိုတာတို့ကိုချောင်းရွာကနေ9မိုင်ဝေးတယ်အရင်တုန်းကတော့6ကပ်ကပ်ပဲအခုတော့တော်တော်စီကားနေပြီတို့ရွာကလွဲလို့အနီးနားရွာတွေအကုန်လုံးမိုးမှန်ကြတယ်တို့ရွာတရွာဒီမိုးမမှန်တော့စိုက်ပျိုးရေးလုံးလုံးမရဘူးအဲ့ဒါကြောင့်တုံးပင်ရွာကိုတွားလောက်ကြတယ်တုံးပင်ရွာရဲ့ဘေးမှာအမြဲမပြတ်စီးဆင်းနေတဲ့တောင်ကျချောင်းလေးတစ်ခုရှိတယ်အဲ့ဒီချောင်းလေးဘေးမှာတွားလောက်ကြတာမနေ့မိုးလင်းတာနဲ့ရွာကအလုံးလုံးနိုင်တဲ့လူတွေအားလုံးတုံးပင်ရွာကိုတွားကြတယ်ချောင်းလေးဘေးမှာအလုံးလုံးကြတယ်ချက်ပြုတ်စားတောက်ကြတယ်ညနေကျပြန်လာကြတယ်ထူးဆန်းလုံးသောစကားတို့အားရိုစစ်ငြိမ်သက်စွာနားထောင်နေမိသည်လမ်းချောင်းရင်ပြောနေပေမဲ့ဥယျာလေတံကအနှိမ့်အမြင့်မရှိကြုံတွေ့နေရတော့ဒုက္ခတို့အားတက်တာသလိုတက်တာညာရင်ဖွင့်နေသလိုဖြစ်လဲရှိသည်ညနေပြန်လာပြီဆိုရင်တော့ရွာမှာကြံခဲ့တဲ့မိသားစုတွေအတွက်နိုင်တလောက်ရေတွေတဲလာကြတယ်ပြီးတော့တို့ရွာမှာစီကံတစ်ခုရှိသေးတယ်ကွငါအကိုဥပိဝါလက်ထက်ကတတ်မှတ်ထားတဲ့စီကံပေါ့အဲ့ဒါဘာလဲဆိုတော့တဲလာတဲ့ရေတွေတဲကနေခွဲထားနဲ့ရွာပိုင်ရေလောင်ကန်တဲကိုထည့်ပေးရတယ်ရွာမှာရှိတဲ့တက်ကြီးရွယ်အိုတွေကလေးတွေအတွက်ပြီးတော့ရွာမှာကျမရေးမကောင်းရင်ဒါမှမဟုတ်မိဘေးရေဘေးတစ်ခုခုတင်ရင်အတုံးပြုလို့ရအောင်ပေါ့ချီကျူးပဲပါပဲမိုးခေါလွန်းသည့်ရွာအတွက်အတက်ကဲဆေးဖို့စတတ်တော့အုတ်ချုပ်တူတွေကိုလည်းလေးစားမိသည်ဒါပေမဲ့အခုနောက်ပိုင်းလောင်ကန်တွေကရေတွေကိုတို့ရွာသားတွေမတုံးရပါဘူးကွာဘာဖြစ်လို့လဲသူ၏အလင်းစလိုအမေးကိုဥယျချက်ချင်းပင်ဖြစ်၏ရခါတို့လူစုကိုခွဲပေးနေရလို့ရခဒီနာမည်ကိုကြားပူးထားသည်ခဏချင်းပင်နာမည်တစ်ခုနှင့်ပတ်သက်ကြောင်းအရာကဥနောက်ထဲမှပင်ထင်ရှားလာသည်ရခဆိုဒီမှာမနေ့ကဖတ်ခဲ့ရတော့စာတစောင်ထဲတွင်ပါဝင်သည်မဟုတ်ပါလားဘာလို့ခွဲပေးရတာလဲဒီတစ်ခါတော့ချက်ချင်းမဖြစ်အဝေးတနေရာကိုအတန်ကြာငေးတွားလေသည်ပြီးတော့မှတပြင်းတစ်ခုနှင့်အတူစိတ်မတက်မတာဟန်ပြန်ဖြေသည်ဖြောဖြောရီရီတိုးထွက်လာ၏အဲ့ဒီအကြောင်းတွေအားလုံးကိုမကြခင်မင်းတစ်ခုချင်းစီသိရမှာပါ